မင်္ဂလာပါအခုကျွန်တော်ဒီဗီဒီယိုကတော့ကျွန်တော်ကားမောင်းပြီးပြန်တဲ့ဗီဒီယိုပေါ့နော်ထုံးစံတိုင်းပဲကျွန်တော်ဒီကားမောင်းရင်းနဲ့ information sharing လုပ်တယ်ပေါ့နော်အဲ့တော့အခုဒီဗီဒီယိုမှာတော့ကျွန်တော်ဒီ Australia မှာအလုပ်လုပ်တယ်ဆိုရင်ကျွန်တော်တို့ဒီ salary ပေါ့နော်ကိုရလစာကိုအပြည့်ရလာပြီးတော့ဗာဒီလစာတွေကနေပြီးတော့နှုတ်ပြီးတော့ပေးဖို့လိုလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ဒီလောက်တာ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုကိုအဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးပါဒီဗီဒီယိုကတော့ကျွန်တော်ဒီ Sydney ရဲ့တနေရာပေါ့နော်5 dog လို့ခေါ်တဲ့တနေရာကနေပြီးတော့ပြန်တဲ့ဗီဒီယိုဖြစ်ပါတယ်ကျွန်တော်အဲ့ဒီကိုဘာဖြစ်လို့သွားတာလဲဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီ Italian ပွဲတော်ပေါ့နော် Street Festival အဲ့ဒီဟာကျင်းပတာရှိတယ်အဲ့တော့အဲ့ဒီကနေပြီးတော့ဒါပြန်လာတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဗီဒီယိုအသေးစိတ်ကိုလည်းကျွန်တော်ဒီပေါ်လာတဲ့တောင်းကနေပြီးတော့သွားကြည့်လို့ရတယ်သူကတော့ဒါအီတလီရဲ့ပွဲတော်ပေါ့နော်နှစ်စဉ်ကျင်းပလေးရှိတဲ့ပွဲတော်အဲ့တော့သူကဒီလမ်းကြီးတစ်လျှောက်ကိုသူကပိတ်ပြီးတော့အမှားဈေးဆိုင်တွေရှိမယ်ပြီးတော့ activities တွေရှိမယ်ဒါတွေကျင်းပတာပေါ့နော်အဲ့တော့အဲ့ဒီဟာကိုကျွန်တော်သွားပြီးတော့ရိုက်ပြီးတော့ဒါခုပြန်လာတာပါဒီမှာ Australia မှာတော့အဲ့လိုမျိုးတနေရာမှာသွားပြီးတော့ရိုက်ဖို့ကအရန်ကြီးတော့မလွယ်ကူဘူးပေါ့နော်စင်ကာပူနဲ့ရှင်နေဆိုရင်စင်ကာပူကတော့ကျွန်တော်တို့ဒီယထာဖြစ်ဖြစ် bus ဖြစ်ဖြစ်စီးပြီးတော့သွားလိုက်ရင်အလွယ်တကူခုသွားမဲ့နေရာကိုတန်းရောက်တာများတယ်Australia ကျတော့အဲ့လိုမဟုတ်ဘူးကျွန်တော်အခုဒီသွားတဲ့ပွဲတော့ဆိုရင်ဒီယထာတွေနဲ့ဟိုအနီးကပ်မရှိဘူးပေါ့နော်ယထာနဲ့နီးတဲ့နေရာမှာမရှိဘူးဘတ်ကားကတော့ရှိတယ်ဘတ်ကားကတော့တီးတဲ့အတိုင်းပဲတစ်ခါတလေနာရီကတနာရီမှသူတို့ကသွားကြတာပေါ့အဲ့တော့ဒီ event ကိုဒီပွဲကိုလုပ်ဖို့အတွက်သူတို့က shuttle bus တော့ဆွဲပေးတာရှိတယ်ဥပမာယထာရုံတနေရာနေပြီးတော့ဒီနေရာကိုလာဖို့အတွက်ပေါ့နော်အဲ့ shuttle bus ကလည်းစောင့်ရတယ်နောက်ပြီးတော့ဒီခုနကပြောသလို bus ကားကလည်းစောင့်ရတယ်အဲ့တော့အရန်ကြီးတော့မလွယ်ဘူးသွားရတာကျွန်တော်အခုသွားတဲ့ဟာဆိုရင်ကျွန်တော်ကတော့ရှောင်းအနာမှာရှိတဲ့park ပေါ့နော်park ကိုကားမောင်းပြီးတော့သွားတယ်ပြီးတော့အဲ့ဒီမှာကားထားပြီးတော့ကျွန်တော်တို့ဒီ shuttle bus ကိုစောင့်ပြီးတော့အဲ့ဒီနေရာကိုသွားတယ်အသွားတော့ကျွန်တော် shuttle bus ကိုရခဲ့တယ်ဒါပေမဲ့ပြန်တဲ့အချိန်မှာတော့အဲ့ဒီနေရာကနေပြီးတော့ကျွန်တော်ကားထားတဲ့နေရာကိုပြန်ဖို့အတွက် shuttle bus စောင့်လိုက်တာတနာရီနီးပါးရှိတယ်သူကဘာဖြစ်လို့လဲမသိဘူးကျွန်တော်ဒီပြန်မဲ့လမ်းကြောင်းကိုကြာတော့အဲ့ဒီ bus ကမပြေးဘူးဖြစ်နေတာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်လည်းလမ်းလျှောက်ပြီးတော့ဒီကားထားတဲ့နေရာကိုပြန်လာခဲ့တယ်လမ်းလျှောက်ရမိနစ်30လောက်လမ်းလျှောက်လိုက်ရတယ်ပေါ့နော်အဲ့တော့ဒါကတော့ဒီ Australia မှာဒါမျိုးတနေရာကိုသွားရရမယ်ဆိုရင်အရင်ကြီးမလွယ်ကူဘူးပေါ့နော်အဲ့တော့ခုနကပြောသလိုအဓိကတော့ transportation ပေါ့ transportation အရင်ကြီးအဆင်မပြေဘူးအခုရဆိုရင်ကျွန်တော်ဒီဗီဒီယိုအစမှာပြောခဲ့တယ်လို့ပေါ့နော်လာစာ Australia မှာလာစာဘယ်လိုမျိုးရလဲဆိုတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကတော့လာစာဝန်ထမ်းပေါ့နော်ဝန်ထမ်းဆိုရင်ကိုရလာစာဝင်မယ်အဲ့ဒီလာစာကကျွန်တော်တို့ကအပြည့်မရပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီ Australia မှာသူကဒီအစိုးရကိုပေးရတဲ့ tax ရှိတယ်အခွန်ရှိတယ်ပေါ့နော်အဲ့ဒီအခွန်ကိုပုံမှန်ဆိုရင်သူကနေပြီးတော့ဒီကိုလာစာပေးတဲ့ကုမ္ပဏီကနေပြီးတော့ကိုပေးဆောင်ရမယ့်အခွန်ပမာဏကိုရလာစာတွေကနှုတ်လိုက်တယ်နှုတ်ပြီးတော့မှကျန်တဲ့ပတ်စံကိုရှိကိုရောက်လာတာဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့ခေါ်တာတော့ gross ပေါ့နော် salary gross salary ဆိုတာခုနက tax မပေးရသေးတဲ့ amount ပြီးတော့မှ net salary ဆိုတာကတော့ကျွန်တော်တို့ tax ပေးပြီးနှုတ်ပြီးသားကိုဘယ်လောက်ရလဲ take home money ပေါ့နော်ကိုဘယ်လောက်ရလဲဆိုတဲ့ amount ပေါ့အဲဒါကြောင့်မလို့ဒီ Australia မှာကျွန်တော်တို့လာစာရတယ်ဝန်ထမ်းတွေအနေနဲ့လာစာရတယ်ဆိုရင်ကျွန်တော်တို့ရဲ့လာစာကိုအပြည့်မရပါဘူးသူကဒီတစ်နှစ်ပတ်လုံးမှာပေးရမယ့်ဒီအခွန်တွေရဲ့ amount ကိုသူနှုတ်ပြီးတော့မှအလုပ်ရှင်တွေကဒီလုပ်သမားတွေကိုကျွန်တော်လာစာပေးတာဖြစ်ပါတယ်တခုပြောချင်တာကတော့ကျွန်တော်ကlicense ရ
အခွန် agent လည်းမဟုတ်ဘူးပေါ့နော်ဒါအခုကျွန်တော်ပြောတဲ့ information တွေကကျွန်တော်ရဲ့ experience ကိုပဲ sharing လုပ်ခြင်းဖြစ်ပါတယ်တကယ်အခွန်နဲ့ပတ်သက်တဲ့အတိအကျသိချင်တယ်ဆိုရင်တော့ဒီအစိုးရဒီ Australia အစိုးရရဲ့အခွန်ရုံး website မှာသွားပြီးတော့ရှာပြီးတော့ဖတ်ကြည့်လို့ရပါတယ်ကျွန်တော် ATO ဆိုပြီးတော့ Australia Tax Office ပေါ့နော်အဲမျိုးရှာ Google မှာရိုက်ရှာလိုက်တယ်ဆိုရင်ဒါအခွန်အစိုးရရဲ့အခွန် website ကိုတွေ့ရမှာဖြစ်ပါတယ်သူရဲ့ Australia ရဲ့ financial year ကတော့သူက 1st June ပေါ့နော် 1st June ကနေပြီးတော့နောက်တစ်နေ့end of July ပေါ့အဲ့ဒီ July အတွင်းမှာသူက financial year လို့သတ်မှတ်ထားတယ်အဲ့တော့အဲ့ဒီကိုအခွန်ဘယ်လောက်ပေးရမလဲဘာညာတွက်တယ်ဆိုရင်သူကအဲ့ဒီ financial year နဲ့ပဲတွက်သွားတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့လစာကအခွန်ဘယ်လောက်ပေးရမယ်ဆိုတာကိုဒီကျွန်တော်တို့ 1st June နဲ့နောက်နေ့เนาะဒီလကုန်ကျွန်းလိုက်လကုန်ဒီအတွင်းမှာထားပြီးတော့တွက်ပြီးတော့မှပေးရမယ့်အမောင်ကိုခုနကပြောသလိုပဲကုမ္ပဏီတွေကကိုလာကြတဲ့အနေထုတ်လိုက်တယ်စင်ကာပူမှာတော့ကျွန်တော်တို့အဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်စင်ကာပူမှာကတော့အလုပ်ရှင်ကကိုလာစာအပြည့်ပေးတယ်လာစာပြည့်ပေးတယ်ပေးပြီးတော့မှဒီနှစ်ကုန်ပြီဆိုရင်ဒါစင်ကာပူရဲ့အခွန်ပေါ့နော် IRS ကနေပြီးတော့ကိုemail ဖြစ်ဖြစ် notification ဖြစ်ပို့တယ်ပေါ့နော်ကိုအခွန်ဘယ်လောက်ဆောင်ရမလဲအဲ့ဒီအရာကိုမှမူတည်ပြီးမှကိုကတခါလေးပေးခြင်းပေးဒါမှမဟုတ်ရင်ကျွန်တော်တို့လာစဉ်installment လို့ပုံစံမျိုးနဲ့ပေးခြင်းပေးပေါ့နော်အဲ့တော့စင်ကာပူမှာကတော့လာစာပြေးရတယ်နှစ်ကုန်ပြီဆိုမှဒီတစ်နှစ်လုံးစာကြာတင်ငွေကိုဒီခွန်ရုံးကနေပြီးတော့ကိုတောင်းတယ်ဘယ်လောက်ချတယ်ဆိုတာကိုပြန်ပြီးတော့ကိုက MR ကိုမှပြန်ပြီးတော့ပေးရတယ်ပေါ့နော်အလုပ်ရှင်အနေနဲ့ဒီအခွန်နဲ့ပတ်သက်ပြီးတော့သူတို့ခုနကပြောသလိုဖြတ်တာတွေနှုတ်တာတွေမရှိဘူးပေါ့နော်ဒါကကျွန်တော်တွေ့ကြုံရတဲ့ experience ပေါ့နော်စင်ကာပူမှာအဲဆိုရင်အခွန်ဘယ်လောက်ပေးရမလဲဆိုတာလည်းဒါသိဖို့လိုတယ်ပေါ့နော်အဲ့တော့အခွန်ပေးရမယ့်သူ့ရဲ့brackets တွေရှိတယ်သူ့ရဲ့ဒီ limit တွေရှိတယ်အဲ့တော့အဲ့ limit တွေကလည်းနှစ်စဉ်မတူဘူးပေါ့နော်ပြောင်းလဲနေတာမျိုးရှိတယ်ဥပမာဆိုရင်အခုဒီနှစ်ပေါ့နော်ဒီနှစ်အတွက်2026-2029ဆိုရင်သူ့မှာဘယ်လိုမျိုးရှိလဲဆိုတော့ထားပါတော့ကိုယ့်ရဲ့ဝင်ငွေပေါ့နော်တစ်နှစ်စာအနေနဲ့ကြည့်တယ်တစ်နှစ်စာဝင်ငွေကဥပမာ4,000ခွဲ4,000ခွဲထိဆိုရင်ဘယ်လောက်% အခွန်ဆောင်ရမလဲဟုတ်ပြီနော်အဲ့တော့ထားပါ4,000ခွဲဆိုရင် 5% ခွန်ဆောင်အောင်မယ်အဲ့တော့4,000ခွဲတက်ပို့ပြီးတော့4,000ခွဲရနေပြီးတော့3,000ခွဲအဲ့မျိုးဆိုရင်ကျွန်တော်တို့ဘယ်လောက်% ပေါ့နော်30 so 30% ဆောင်ရမယ်အဲ့လိုပဲခုန3,000ခွဲကနေပြီးတော့ထားပါတော့3,900ဒီနေ့စာပေါ့နော်အဲ့ဒီအတွက်ဆိုရင်37% ပေါ့အဲ့ဒီအမျိုးဆောင်ရမယ်အဲ့တော့အဲ့ဒီခုနကတော့3,900ထဲပို့သွားတဲ့အမောင်ပေါ့နော်အဲ့ဒီဟာကိုကဒီနေ့စာဝင်ငွေဖြစ်တယ်ဆိုရင်တော့ထားလို့45%နော်45%ဆိုတော့ကိုယ့်ရဲ့လာတာတော့နီးပါးလောက်ရှိတယ်ပေါ့နော်အဲ့တော့သူ့ရဲ့သဘောတဘာဝကတော့အခွန်ဝင်ငွေများပို့ရတယ်အခွန်ဆောင်ရတဲ့ဒီ percentage ကပိုများတယ်ခုနကတော့ပြောလို့ limit တွေလိုက်သူကတွက်သွားတာပေါ့နော်ပုံမှန်ဆိုရင်4-5 စင်းလောက်ရှိတယ်ပေါ့နော်ခုနကပြောလို့ကျွန်တော်4,000ခွဲထိရောက်ရရင်ဘယ်လောက်ဆောင်ရမလဲပြီးတော့4,000ခွဲကနေ3,300ခွဲဆိုရင်ဘယ်လောက်%3,300ခွဲကနေပြီးတော့3,900ဆိုရင်ဘယ်လောက်%အဲ့တော့3,900အထက်ဆိုရင်ဘယ်လောက်%ဆိုပြီးတော့ဒါသူကအဲ့မျိုးရှိတယ်အဲ့တော့လာစာများရတဲ့လူကအခွန်ပို့ပြီးတော့ဆောင်ရတယ်အခွန်မဆောင်ရတဲ့ level ဆိုတာလည်းရှိတယ်ပေါ့သူကတော့ဝင်ငွေနည်းတဲ့အတွက်အခွန်ဆောင်စရာမလိုဘူးအဲ့ဒီဝင်ငွေတစ်နှစ်ကိုဝင်ငွေရတဲ့လူတွေကကျွန်တော်ကြည့်ရတဲ့လောက်ဆိုရင်တော့18,200ပေါ့နော်18,200အထိဝင်ငွေရတယ်တစ်နှစ်ဆိုရင်သူတို့အဲ့မျိုးဆိုရင်တော့အခွန်ဆောင်စရာမလိုတော့ဒါကတော့အခွန်ပေါ့နော်နောက်အခွန်အပြင်နောက်ထပ်ဘာပေးရလဲဆိုတော့ကျွန်တော်တို့ဒီmedical levy ဆိုတာရှိတယ်အဲ့တော့ medical levy ကကြတော့ကျွန်တော်ထင်တာကတော့ဒီ Australia PR တို့citizen တော့ပေးရတယ်ထင်တယ်သူတို့က medical ဆိုတာကတော့ဒီ Australia မှာဒီအစိုးရကနေပြီးတော့
ဒီကျန်းမာရေးဆိုင်ရာကိုထောက်ပံ့ပေးတဲ့အထောက်ပံ့ပေါ့နော်ဥပမာကျွန်တော် medical ရှိတဲ့လူ medical ကလည်းကျွန်တော် PR တို့ဒီ citizen လိုပဲရတယ်အဲ့တော့ medical ရှိတဲ့လူကဆရာဝန်သွားပြတယ်ဆိုရင်သူကဆရာဝန်ပြတဲ့ဈေးကိုပေးစရာမလိုဘူးဥပမာဆရာဝန်ပြတာထားပါတော့90 100ကျတယ်ဆိုရင်သူက medical benefit ရတဲ့အတွက်သူကဒီဆရာဝန်ပြကကိုပေးစရာမလိုဘူးပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ကဒီ medical levy ဆိုတာရှိတယ်အဲ့ဒါက 2% ခုနက tax အပြင်က 2% ပေါ့နော်ခုန tax အပြင်ဒီ 2% ကိုဒီအလုပ်ဒီ employee တွေကပေးရတယ်အဲ့တော့သူကဘယ်လိုလဲဆိုတော့အဲ့ဒီ 2% ကိုဒီ employee တွေရဲ့လာစားတွေကနေပြီးတော့ deduct ပေါ့နော်ဖြတ်ပြီးတော့ဒီလူတွေအားလုံးကိုကျွန်တော်တို့ဒီမျှပြီးတော့ဒီ medical ဆိုင်ရာ benefit ကိုပေးတာပေါ့အစိုးရအနေနဲ့အဲ့မျိုးပုံစံမျိုးပေါ့နော်အဲ့တော့ဒီခုနကပြောတဲ့ tax အပြင် medical levy ဆိုတဲ့ amount လည်းပို့ပြီးတော့ပေးရတယ်ဥပမာ tax က39%ပေးရတယ်ပဲထားပေါ့နော်ကိုယ့်ရဲ့လာစားရဲ့39%တနစ်ကိုပေးရတယ်အပြင် plus 2% ပေါ့နော် 2% ပေါင်းလိုက်တယ်ဆိုရင်39%ဖြစ်သွားတာပေါ့အဲ့ဒီဟာကကိုယ့်ရဲ့လာစားတွေကနေပြီးတော့ auto လာစဉ်ဖြတ်ပြီးမှဒီ allocation တွေကကိုယ်တွေကိုကျွန်တော်ပေးတာပေါ့နော်အဲ့တော့ဒီ Australia မှာဆိုရင်ခုနကပြောတဲ့ tax ရဲ့နောက် medical levy ရဲ့ဒီဟာတွေကတော့ချက်ချင်းလည်းငင်ကိုယ့်ရဲ့လာစားတွေကနေပြီးတော့ဖြတ်ပြီးတော့ကိုယ့်ရှိမရောက်လိုက်ဘူးပေါ့နော်allocation တွေကဖြတ်ပြီးတော့အစိုးရကိုတောက်လျှောက်ပေးထားတယ်ပြီးကျန်တဲ့လာစားအောင်မှာကိုယ့်ရှိရတာဖြစ်တယ်အဲ့တော့ပြီးတော့နှစ်စဉ်လဲကျွန်တော်တို့ဒီ tax refund return ပေါ့နော် tax return လုပ်ရတယ်ခုနကပြောတဲ့ဇွန်လလကုန်ပြီဆိုရင်ကိုရပြီးခဲ့တဲ့တစ်နှစ်လုံးစာအတွက်ဘာတွေ tax return ပေါ့ tax return ဆိုတာကတော့ဒီကိုမှာဘာတွေဝင်ငွေဘယ်လောက်ရှိတယ်ပြီးတော့ထွက်ငွေဘယ်လောက်ကုန်ကျငွေဘယ်လောက်ရှိလဲအဲ့အရာတွေကိုဒါပြပြီးမှဒီအစိုးရကနေပြီးတော့ပြန်ပြီးတော့ပို့သွားတယ်ဆိုရင်ကိုငွေပြန်ပေးတယ်အဲ့လိုမဟုတ်ဘူးလိုတယ်ဆိုရင်ပြန်ပြီးတော့ကိုကနေပြီးတော့ပြန်ပြီးတော့ငွေပေးရတယ်ခုနကတော့အလုပ်ရှင်တွေပေးထားတဲ့ငွေအပြင်ပေါ့နော်ငွေပေါ်မှာမူတည်ပြီးတော့ဥပမာဆိုရင်ကျွန်တော်တွေ့ရတဲ့လောက်ကဆိုရင်ထားပါတော့ကျွန်တော်ကနှစ်သူ့ရဲ့ financial year ကဇွန်ကနေဇွန်လပေါ့နော်အဲ့အတွင်းမှာပေါ့နော်အဲ့တော့ကိုကအလုပ်ကထားပါတော့ဒီနှစ်ဝက်မှာစက်တင်ဘာအောက်တိုဘာလောက်မှာကိုကအလုပ်စပြီးတော့လာစားရတယ်ဆိုရင်အလုပ်ရှင်တွေကတော့သူကတစ်နှစ်လုံးစာအတွက်တွက်ပြီးတော့ပဲသူကပမာ amount တစ်ခုကိုလာစားရဖြတ်တယ်ပေါ့နော်အဲ့မျိုးဆိုရင်တော့ကျွန်တော်တို့ကနှစ်ကုန်နေဆိုရင်ပြန်ပြီးတော့ခုနကပြောသလို return tax return လုပ်တယ်ဆိုရင်ပိုတဲ့ငွေပြန်ရတာမျိုးရှိတယ်ဘာဖြစ်လို့လဲဆိုတော့အလုပ်ရှင်ကတစ်နှစ်လုံးစာပေါ်မှာမူတည်ပြီးတော့တွက်ထားတဲ့အတွက်ကိုကအလုပ်လုပ်တာတကယ်တမ်းတစ်နှစ်လုံးစာမဟုတ်ဘူးနှစ်ဝက်ပဲလုပ်ထားတဲ့အတွက်ကျန်တဲ့နှစ်ဝက်နီးပါပေါ့နော်အဲ့ဒီငွေကိုပြန်ပြီးတော့ဒီအစိုးရရှေ့ကနေပြီးတော့ပြန်ပြီးတော့ကျွန်တော်တို့ကclaim လို့ရတယ်ပေါ့ပြန်ပေးတယ်ပေါ့အဲ့မျိုးတွေလည်းရှိတယ်နောက်ပြီးတော့ကိုကထားပါတော့ကိုမှဒီ detection ပေါ့နော်ကိုမှဘာတွေကုန်ကြလဲဥပမာအလုပ်ဆိုရင်ကျွန်တော်အလုပ်လုပ်တယ်ဆိုရင် work from home လုပ်တယ်ဆိုရင် work from home လုပ်တဲ့အတွက် internet မီးကရေကအဲ့မျိုးတွေကိုကိုကတေချာတွက်ပြီးတော့လည်းပြန်ပြီးတော့ claim လို့ရတယ်အဲ့လိုပဲအလုပ်အတွက်ကိုကသုံးတဲ့ဥမာ monitor ဝယ်တယ်ပေါ့နော် laptop ဝယ်တယ်အဲ့ဒါတွေကိုကျွန်တော်တို့က receipt တင်ထားပြီး receipt တွေပြပြီးတော့ဒီတစ်နှစ်လုံးစာမှာငါကဒီအလုပ်အတွက်ဘယ်လောက်ကုန်ကျပါတယ်ဆိုပြီးတော့အစိုးရကိုပြန်တင်ရတယ်တင်ရင်သူကအဲ့ဒီကုန်ကျငွေကိုနှုတ်ပြီးတော့မှ tax ပြန်တွက်တယ်တွက်ပြီးတော့ကိုကခုနကကိုအလုပ်ရှင်ကပေးထားတဲ့ငွေထက်ယော့နေတယ်ပိုးနေတယ်ဆိုရင်သူကငွေပြန်ရတယ်ပတ်စံပြန်ရတယ်ပေါ့နော်အလုပ်ရှင်ပိုးပေးထားတယ်လို့ဖြစ်သွားတာခုနကကျွန်တော်တို့ကုန်ကျငွေတွေကိုနှုတ်လိုက်တဲ့အတွက်အဲ့မျိုး tax return လုပ်ရတယ်နှစ်စဉ်နှစ်တိုင်းပေါ့နော်ဒါကတော့မဖြစ်မနေလုပ်ရတဲ့process တစ်ခုဖြစ်တယ်နောက်တစ်ခုကတော့ခုနက tax ကတော့ကိုကပေးရတာပေါ့နော်နောက်တစ်ခုကိုကပြန်ရတဲ့ဟာကတော့ဒီ Australia မှာသူက super လို့လည်းခေါ်တယ် super annuation ပေါ့နော်အဲ့တော့ super ကကြတော့ဗာလဲဆိုတော့
ကိုတက်ကြီးလို့အလုံးမလုံးနိုင်တဲ့အချိန်ပင်စင်ယူသွားတဲ့အချိန်မှာအစိုးရကကိုထောက်ပံ့တယ်ပေါ့နော်အဲ့ဒီအတွက်စုထားတဲ့စုငွေပေါ့နော်ကိုကထားပါတော့အလုံးမလုံးတော့ဘူးဆိုရင်အစိုးရကထားပါတော့တစ်ပတ်ကိုဘယ်လောက်ပေါ့1000ဆို1000ဥမာမျိုးပေါ့နော်အဲ့အမျိုးပြန်ပြီးတော့အစိုးရရှယ်နေပြန်ပြီးတော့ကိုကငွေရတယ်အဲ့တော့အဲ့ငွေရပါလေဆိုတော့ကိုကစုထားတဲ့ငွေပဲပေါ့နော်အဲ့တော့အဲ့ဒီဟာကအလုပ်ရှင်တွေကပေးတယ်အလုပ်ရှင်တွေကဘယ်လိုပေးလဲဆိုတော့ကိုလာစာအပြင်ပေါ့နော်လာစာအပြင်အဲ့ဒီလာစာရဲ့ဘယ်လောက် percentage ကိုအတွက် super ဆိုတဲ့အကောင့်ထဲမှာတက်ထည့်ပေးထားတယ်အဲ့တော့ကိုကအဲ့ဒီအငွေကိုတော့ထိလို့မရဘူးပုံမှန်အဖြစ်ပေါ့နော်ပုံမှန်အဖြစ်ထိလို့မရဘူးတိုးလို့မရဘူးကိုပင်စင်ယူသွားတဲ့အချိန်ကျမှအစိုးရကနေပြီးတော့လာစဉ်ဘယ်လောက်ပြန်ပြီးတော့ပေးတယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့တော့ဒီ super ကိုအမျိုးမျိုးလုပ်လို့ရတယ်ဥပမာအိမ်ဝယ်တဲ့အချိန်မှာသုံးတဲ့ဟာမျိုးတို့ပြီးတော့ကိုပြန်ပြီးတော့ investment အနေနဲ့သုံးတာမျိုးပေါ့နော်အဲ့ဒါတွေကတော့ဒါနောက်ပိုင်းတွေပေါ့နော်ပုံမှန်အနေနဲ့ဆိုရင်တော့အလုပ်ရှင်ကအလုပ်လာစာအပြင်လာစာရဲ့ဘယ်လောက် percent ကိုအဲ့ဒီ super အနေနဲ့ကိုပို့ပြီးတော့ပေးတယ်ဥပမာလာစာရဲ့ 12% တချို့ဆိုရင်14% ပေါ့နော် 15% စသည်ဖြင့်ပို့ရတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီ Australia မှာအလုပ်ရှာတယ်ဆိုရင်သူတို့ကလာစာကိုဒါ super အပါလားဒါမှမဟုတ် super မပါဘူးလားပေါ့နော် super မပါဘူးဆိုရင်ကိုရဲ့ရမယ့်လာစာအပြင်နောက်ထပ်ဘယ်လောက် percent ပေါ့ကျွန်တော်ထင်တာ 12.5% က minimum တင်တယ်အဲ့တော့အဲ့ဒီ 12.5% ပို့ပြီးတော့ရတယ်အဲ့တော့ဒါကတော့ဒါ superannuation ပေါ့နော်ကျွန်တော်တို့စင်ကာပူမှာဆိုတော့ CPF လို့မျိုးတင်တယ်အဲ့ဒါ CPF လို့မျိုးပေါ့ဒါပေမဲ့ကွာတာကတော့ Australia မှာစင်ကာပူမှာကတော့ PR တို့citizen တို့อ่ะပဲကျွန်တော်တို့ CPF ပေးဖို့လိုတာရိုးရိုးကျွန်တော်တို့ဒီ work visa နဲ့လုပ်တဲ့ foreigner တွေကဒီ CPF ပေးဖို့မလိုဘူးပေါ့ဒါပေမဲ့ Australia မှာတော့ကျွန်တော်တို့လူတိုင်းဒီ super ပေါ့နော် CPF super ပေးဖို့လိုတယ် work visa နဲ့ပဲဖြစ်ဖြစ် PR ပဲဖြစ်ဖြစ် citizen ပဲဖြစ်ဖြစ်ပေါ့ဒါကတော့ဒီ Australia မှာဒီဝန်ထမ်းတွေဘယ်လိုမျိုးလာစာရလဲကျွန်တော်တို့နောက်ပြီးတော့ဘာတွေကိုယ့်ရဲ့လာစာတွေကနေပြီးတော့ထုတ်ပေးလိုက်ရလဲပြီးတော့လာစာအပြင်ဘာတွေရနိုင်လဲဆိုတာကိုအကြမ်းမြင် sharing လုပ်ပေးသွားတာပေါ့နော်ကျွန်တော်ရဲ့ experience တွေ့ကြုံရတဲ့တွေ့ကြုံတွေနဲ့sharing လုပ်ပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အဲ့အမျိုးအခုလိုမျိုးလိုက်ပြီးတော့ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ထုံးစံတိုင်းပဲနောက်ဗီဒီယိုတွေမှာလည်းကျွန်တော်ဒါမျိုးinformation ဖြစ်နိုင်တဲ့ knowledge sharing တခုခုကိုဒီကျွန်တော်ရဲ့drive and talk ဆိုတဲ့ video တွေမှာsharing လုပ်ပေးသွားမှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့နောက် video တွေမှာပြန်တွေ့ပါမယ်ကျွန်တော်ရဲ့ဒီ walking video တွေကိုလည်းကြည့်ပေးလို့ရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်15မိနစ်လောက်ဆက်မောင်းအောင်ပါဆိုတော့ကျွန်တော်ဆက်ပြီးမောင်းလိုက်ပါအောင်မယ်။ Bye bye